နွေနီယာအသက်15နှစ်ရှိတဲ့ထက်တန်းကျောင်းသူတယောက်ဖြစ်ပါတယ်။အင်တာထဲမှာထိုင်ပြီးစစ်စစ်တန်နဲ့တိုင်းကြည့်တဲ့အခါဘိုင်းကောင်းကြောက်ဖိလေးဖြစ်တာကြောင့်နှစ်ကြောင်းပေါ်နေပါပြီ။အဲ့ဒီကြောင်းကိုပြောပြဖို့ကျောင်းကိုပြန်သွားပြီးသူ့ရီစာကောင်းပြေကိုခေါင်းမိုးတက်ကိုခေါ်ထုတ်တယ်။ကောင်းပြေကဘာလို့ရမှန်းမသိတာကြောင့်အင်တာထဲမှာသွားပြီးငိုနေမိတယ်။နွေနီကတော့သူ့ကိုတာဝန်မျိုးပဲလစ်ပြေတယ်လို့အထင်လွဲသွားတာကြောင့်လာရိုက်တယ်။ကလေးနဲ့ပတ်သက်ပြီးတေချာစဉ်းစားနေတာဖြစ်ကြောင်းကောင်းပြေကပြန်ဖြေတယ်။နွေနီကထုံးစံအတိုင်းလက်နှစ်ပန်းလှဲပွဲလုပ်ပြီးနိုင်တဲ့သူရဲ့ဆုံးဖြတ်တိုင်းခံယူမယ်လို့ပြောတယ်။ကောင်းပြေကနိုင်မျိုးပဲနဲ့နွေနီစိတ်ချမ်းသာအောင်ရှုံးပေးလိုက်တယ်။နွေနီကနိုင်သွားတဲ့အခါကလေးပေါ်မှာမိဘနှစ်ယောက်စလုံးတာဝန်ရှိတယ်လို့ပြောပြီးတော့အိမ်ပြန်သွားတယ်။စိတ်မကြည်တဲ့နွယ်နီကိုကောင်းပြေကကွင်းထဲမှာစာရီရေးပြီးတော့များအကြအောင်ရူပြတယ်။အဲ့နောက်မှာတော့နွယ်နီနဲ့ကောင်းပြေတို့ကကလေးဖြတ်ချတဲ့ဗီဒီယိုဖိုင်တွေကိုကြည့်ကြတယ်။အဲ့ဒီဗီဒီယိုဖိုင်တွေကိုကြည့်ပြီးတဲ့နောက်မှာတော့ဝမ်းနဲ့လို့မဖြတ်ချပဲဆက်ပြီးတော့ကိုဝင်ဆောင်ဖို့ဆုံးဖြတ်လိုက်ကြတယ်။အိမ်ပြန်ရောက်တော့ဘိုက်ကိုစမ်းကြည့်နေတော့နွယ်နီရဲ့အမလက်မီမီကအခန်းထဲဝင်လာတယ်။မီနီလာပြီးဖြစ်တာကြောင့်မီနီတောက်တဲ့ထုတ်တွေကိုလာတောင်းတာပါ။ဒါပေမဲ့နွယ်နီကကိုလာမီနီမလာမဲ့သူဖြစ်တာကြောင့်တထုံးမှယူမသုံးထားပါဘူး။နောက်နေ့မနေ့မှာတော့ကောင်းပြေကကြောင်းတူတူသွားဖို့နွယ်နီကိုလာခေါ်တယ်။ကောင်းပြေကကလေးမေကိုလွယ်အိတ်ကူတဲ့ပေးတာအာဟာရရှိတဲ့စားအသောက်ကြွေးတာရေတွေခတ်ပေးတာမျိုးတွေလုပ်ပေးတယ်။ကျောင်းစစ်တော့လည်းနွယ်နီစားကျင်တဲ့စားသောက်ဆိုင်ကိုခေါ်သွားပြီးတော့ညစာကြွေးတယ်။ပတ်စံရှာဖို့အတွက်ချိန်ပိုင်းသတင်းစာလိုက်ပို့တဲ့နေရာကိုနွယ်နီကရောက်လာပြီးတော့အားပေးတယ်။အဲ့လိုမျိုးကိစ္စတိုင်းကိုစပို့မဲ့ရီစားတယောက်ရှိတာကိုကောင်းပြေကပြောနေပြီးတယ်။ကောင်းပြေကသူတို့မိသားစုရဲ့တူးတဲ့